အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေ့လာရမယ့်ရှင်းပေးမယ့်အကြောင်းအရာပေါ့နော်လက်ရှိနည်းပညာလောကမှာအရန်ခေတ်စားနေတဲ့ generative AI ရဲ့အခြေခံအုတ်မြစ်တွေအကြောင်းဖြစ်ပါတယ်ဒီအယူအဆတွေကိုတည်ချာနားလည်ထားမှသာလက်တွေ့ကိုလုပ်နေတဲ့ project တွေဒါမှမဟုတ်ကိုလုပ်နေတဲ့ research တွေမှာဆိုလို့ရှိရင်ဘယ်လိုအသုံးချရမလဲဆိုတာပို့ပြီးတော့မြင်အောင်လာပြီးပုံရိပ်တွေပေါ်လာမှာဖြစ်ပါတယ်ကဲဒါဆိုရင်တခြားလေးလိုက်ကြည့်ကြရအောင်ပထမဆုံးဒီနေရာမှာသိရမှာကmachine learning model တွေကဘယ်လိုပုံစံရှိလဲဆိုတာပါအသုံးအများဆုံးအမျိုးအစားနှစ်ခုကတော့ supervised နဲ့ unsupervised model တွေဖြစ်တယ်သူတို့နှစ်ခုရဲ့အဓိကကွာခြားချက်ကတော့ label အညွှန်းရှိခြင်းနဲ့မရှိခြင်းပါပဲဥပမာတစ်ခုနဲ့ကြည့်အောင်ကိုကစားသောက်ဆန်ပန်ရှင်တယောက်ရှိုပါစို့ဆန်မပီဇာရောင်းတယ်ကိုဆန်မအရင်က customer တွေလာစားခဲ့တဲ့ customer တွေပေးခဲ့တဲ့ကြက်တင်ငွေစရင်းရယ်ပြောလို့ရှိရင်ဝယ်ထားတဲ့ deliver order မှာထားတဲ့အခါ order မှာတဲ့အခါ delivery လားဒါမှမဟုတ်ရေ pick up လားဆိုတဲ့ order တွေအမျိုးအစားပေါ်မူတည်ပြီးတော့tips discount ပေါ့နော်ဘယ်လောက်ရခဲ့လဲဆိုတဲ့ history data တွေရှိတတ်တယ်ဒါဟာ label တက်ထားတဲ့ data ပါပဲ supervised learning ကအဲ့လိုမျိုး history ကိုကြည့်ပြီးတော့ history က data တွေကိုကြည့်ပြီးသင်ယူပြီးတော့နောက် order ထပ်မှာတဲ့အခါမှာဘယ်လိုမျိုးdiscount တွေဘယ်လောက်ထိရနိုင်မလဲဆိုတာကိုအနာဂတ်တန်ဖိုးခန့်မှန်းပေးတာပါတခါ unsupervised learning ကကြတော့ data မှာဘာ label မှမပါဘူးသူကတော့ discovery ရှာဖွေတွေ့ရှိမှုအတွက်သုံးတာပါဥပမာဝေဒန်းတွေရဲ့လောက်တဲ့နဲ့လစာကိုကြည့်ပြီးဘယ်သူတွေကရာထူးတိုးအမြန်ရမယ့်အုပ်စုထဲမှာပါမလဲဆိုတာကိုသူ့အလိုလိုအုပ်စုဖွဲ့ပေးတာမျိုးပေါ့နည်းနည်းလေးပုံနဲ့အောင်သွားကြည့်ကြရအောင် supervised learning မှာအလုံးလုံးပုံကပေးထားတဲ့testy data တန်ဖိုးဖြစ်တဲ့ H ကို model ထဲထည့်လိုက်တယ် model ကတုံ့ပြန်မှုတစ်ခုကိုခန့်မှန်းပြီးတော့ထုတ်ပေးတယ်ပြီးသွားလို့ရှိရင်အဲ့ဒီခန့်မှန်းခြင်းနဲ့တကယ်ရှိတဲ့ training data တန်ဖိုးကိုရှင်ကြည့်တယ်အကယ်၍ခန့်မှန်းခြင်းနဲ့တကယ်တန်ဖိုးကအရန်ကွာဟနေရင်အဲ့ဒါကို error လို့ခေါ်ပါတယ် model ရဲ့အလုပ်ကအဲ့ဒီ error ကိုအနည်းဆုံးဖြစ်အောင် short ချပေးဖို့ပါပဲဒါကို classic optimization အကောင်းဆုံးဖြစ်အောင်ပြုပြင်မွမ်းမံခြင်းပေါ့နော်ပြဿနာလို့ခေါ်ပါတယ်ကဲအခုဆိုလို့ရှိရင် AI ရဲ့ machine learning supervised and unsupervised အကြောင်းသိပြီးပြီဆိုတော့ deep learning ဘက်ကိုကူးကြရအောင်ကဲ deep learning ဆိုတာ machine learning ရဲ့အမျိုးအစားထဲကတစ်ခုပါပဲသူကလူအုံနောက်က neural cell တွေကိုအတူယူထားတဲ့artificial neural network တွေကိုသုံးထားတာဖြစ်လို့ရိုးရိုး machine learning ထက်ပိုပြီးတော့ရှုပ်ထွေးတဲ့ pattern တွေကိုသင်ယူနိုင်စွမ်းရှိပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့ semi supervised learning ဆိုတာရှိလာတယ်သူကတော့ label ပါတဲ့ data အနည်းငယ်နဲ့ label မပါတဲ့ data အများကြီးကိုတွဲသုံးတာပါlabel ပါတဲ့အချက်တွေကနိုင်ကြောကွန်ရက်ကိုအခြေခံသဘောတရားတွေသင်ပေးပြီးတော့ label မပါတဲ့ data အများကြီးကတော့အခြေအနေအသေးတွေကိုပုံမကျပြန့်စွာနားလည်အောင်ဖြစ်စီပေးတာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီ topic ရဲ့ဇာတ်လိုက်ဖြစ်တဲ့ generative AI ကဘယ်နာမှာရှိတာလဲဟုတ်ပါတယ်သူကလည်း deep learning ရဲ့အောက်မှာပဲရှိတာပါအကြမ်းဖျင်းအဖြစ် model တွေကို2မျိုးခွဲနိုင်တယ် descriptive model ဆိုတာကိစ္စရပ်တွေကိုခွဲခြားသတ်မှတ်ဖို့ discriminative model ပေါ့နော်ကိစ္စရပ်တွေကိုခွဲခြားသတ်မှတ်ဖို့သုံးတယ်သူကပေးထားတဲ့ input ပေါ်မူတည်ပြီး
အောက်ပို့ဖြစ်နိုင်ခြေကိုတွက်ချက်ပြီးဒါကခွေးဖြစ်တဲ့ကြာမဟုတ်ဘူးလို့ခွဲခြားပေးတာပါတခြားတစ်ဖက်မှာ generated model ကကြတော့ပေးထားတဲ့ data ရဲ့တိစပုံ pattern ကိုကြည့်ပြီးတော့သင်ယူပြီးတော့ဒါကခွေးဆိုလို့ရှိရင်ခွေးပုံစံအသစ်ဆက်တပုံကိုကိုယ်တိုင်ဖန်တီး generate ထုတ်ပေးတာဖြစ်ပါတယ်အလွယ်မှတ်ရလို့ရှိရင်တော့ discriminative ကခွဲခြားပေးတယ် generative ကအသစ်ဖန်တီး generate လုပ်တာပေါ့နော်ဒါဆိုရင်တရားဝင်အဓိပ္ပာယ်ဖွင့်ဆိုချက်အရာ generative AI ဆိုတာဘာလဲသူကတင်ယူတဲ့ဖြစ်စဉ်ကို training လို့ခေါ်ပြီးတော့တင်ယူပြောလို့ရှိရင်statistical model တခုစရင်အင်း model တခုထွက်လာတယ်ပေါ့နော်statistical ပေါ့အဲ့ဒါကို prompt တခုပေးကြည့်လိုက်တဲ့အခါမှာ AI ကအဲ့ဒီ model ကိုသုံးပြီးတော့နောက်ကဘာစကားလုံးတွေဆက်လာတင်လဲဆိုတာကိုခန့်မှန်းထုတ်ပေးတာပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီနေ့ငါအလုပ်ရှုပ်ပြီးတော့ဆိုပြီးတော့အဲ့လိုမျိုးစာသားပေးရရင်ပေးလိုက်လို့ရှိရင်နောက်ကနေလောက်ရှုပ်ပြီးတော့အခုတော့ပေးပန်းနေပြီဆိုပြီးတော့အဲ့လိုမျိုးခန့်မှန်းခြေရှိတဲ့စကားလုံးကိုမှန်အောင်ဖြည့်ဆွက်ပေးတာပါဥပမာနောက်တစ်ခုထပ်ပေးရမယ်ဆိုလို့ရှိရင်ငါဒီနေ့အရင်စိတ်ညစ်ပြီးတော့အဲ့လိုမျိုးရေးလိုက်ရ AI ကဘာလို့အဆင်မပြေဘူးအဲ့လိုမျိုးဖြစ်စီပေးတာပေါ့နော်ဒါကြောင့်မို့လို့ generative AI model တွေဟာအနှစ်သာရအဖြစ် pattern matching system တွေပဲဖြစ်ပါတယ်ပုံစံတူတဲ့ light ဖက်တွဲစနစ်တွေပေါ့နော်အခုပြောခဲ့တဲ့အကြောင်းအရာရဲ့အခု course ဆိုတာထက်အခု share တဲ့ topic ရဲ့အဓိကအနှစ်သာရဖြစ်တဲ့နည်းပညာပိုင်းကိုရောက်လာပါပြီ generative AI ရဲ့စွမ်းအားဟာ transformer လို့ခေါ်တဲ့စနစ်ကနေလာတာပါပြောလို့ရှိရင်အမြင့်ဆုံး level ကနေကြည့်ရင် transformer မှာ input ကိုကုတ်ပြောင်းပေးတဲ့ encoder နဲ့တုံ့ပြန်မှုထုတ်ပေးတဲ့ decoder ဆိုပြီးတော့ပါဝင်တယ်ဒါပေမဲ့ဒီနေရာမှာတကယ်လို့ကိုက AI ကိုသုံးပြီးသူတနာအတွက်လုပ်မယ်ဆိုလို့ရှိရင်အထူးတတိထားရမယ့်ပြဿနာhallucination စိတ်ကူးရင်အမှားပါပဲ AI ကတဒါကြပြီးနားထောင်လို့ကောင်းတဲ့ response တွေပေးပေမဲ့တခါတလေလုံးဝအတိတ်ပဲမရှိတဲ့ဒါမှမဟုတ်ရင်အချက်အလက်လုံးဝမှားယွင်းနေတာတွေကိုအမှန်လိုမျိုးထုတ်ပေးတတ်တာပါဒါက data မတန့်ရှင်းတာအသုံးပြုသူစီက context အလုံးအလောက်မရတာဒါမှမဟုတ်ကန့်တန့်ချက်တွေမရှိတာကြောင့်ဖြစ်ပါတယ်စိတ်ကြမ်းမာရေးနယ်ပယ်မှာဒီလိုအမှားမျိုးဖြစ်လို့ရှိရင်ကဲဒါဆိုလို့ရှိရင်ခုနပြောလိုက်တဲ့ AI ကလုပ်ခဲ့တဲ့အမှားတွေကိုလုပ်ခဲ့တဲ့အမှားတော့မဟုတ်ဘူး AI ကလုပ်မိတတ်တဲ့ခုနတော့ပြောလိုက်တဲ့ response အမှားတွေကိုကိုကဘယ်လိုမျိုးထိန်းပေးလို့ရမလဲဘယ်လိုမျိုးစမ်းသပ်လို့ရမလဲဆိုလို့ရှိရင်prompt engineering နဲ့ RAG ကအဲ့လိုမျိုးစိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ယုံကြည်စိတ်ချရမှုကိုမြင့်တင်ပေးနိုင်မလားဆိုတာကိုတော့စမ်းသပ်ကြည့်လို့ရတယ်prompt ဆိုတာက element ရဲ့ output ကိုထိန်းချုပ်ဖို့ပေးလိုက်တဲ့စာသားဖြစ်ပြီး prompt design ကကိုလိုချင်တဲ့ output ရအောင်ထိန်းကျောင်းတဲ့ဖြစ်ပါတယ်prompt ထဲမှာတင်းကျပ်တဲ့စီကံချက်တွေထပ်ပင်ချေအားဖြင့် AI ကစိတ်ကူးရဲ့အမှားတွေမပြောအောင်ပထမအဆင့်ကာကွယ်နိုင်ပါတယ်ပြီးတော့ RAG နည်းပညာကိုသုံးပြီးတော့စီစစ်ပြီးသားဆေးဘက်ဆိုင်ရာ context တွေကို AI ထဲထပ်သွင်းပေးလိုက်မယ်ဆိုလို့ရှိရင် context မပြည့်စုံလို့ဖြစ်ရတဲ့
စိတ်ကူးရဲ့အမားတွေကိုထပ်မံရှော့ချပေးနိုင်မှာဖြစ်ပါတယ်ရလက်အနေနဲ့ AI ကစိတ်ချရတဲ့အချက်အလက်တွေပဲပြောတော့မှဖြစ်လို့နည်းနည်းယုံကြည်စိတ်ချလို့ရလာပါပြီအန်တရရှိတဲ့စကားလုံးတွေမပြောအောင်ထိန်းချုပ်နိုင်လို့ emotional safety ကိုရရှိစေမှာဖြစ်ပါတယ်အဲ့ဒါကတော့ကိုယ့်ဟာကိုယ်research အနေနဲ့စမ်းသပ်ကြည့်လို့လည်းရပါတယ်ကဲဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်